တင်လို့ချင်းတဲ့အရာတွေကိုလွယ်လွယ်လေးနဲ့ရရှိနိုင်မှုစိတ်ဆွမ်းအားတွေကိုအသုံးချလို့ရတယ်ဆိုတာကိုသင်သိပါသလားအဲ့ဒါကတော့အလွယ်ပဲလွန်မဲ့လွယ်ကူရရှင်းပါတယ်ဒီအချက်လေး၃ချက်တိုင်းလိုက်လုပ်ခြင်းလို့ဆိုရင်တော့တင်လို့ချင်းတဲ့အရာတွေကိုတင်မြင်မြင်ဆန်းဆန်းနဲ့လွယ်လွယ်ကူကူပဲပိုင်ဆိုင်နိုင်မှာပါနံပါတ်1ချက်ကတော့တင်လို့ချင်းတဲ့အရာတွေကိုတိတိကျကျတည်တည်ချာချာသိရှိရပါမယ်နံပါတ်2ချက်ကတော့တင်လို့ချင်းတဲ့အရာတွေကိုတေချာတွေးတော့ဆင်ခြင်ပြီးတော့တင်ချရေးရပါမယ်နံပါတ်3ချက်ကတော့တင်ချရေးထားတဲ့တင်လိုချင်တဲ့အရာတွေတင်တွေးထားတဲ့အရာတွေကိုတင်အမှန်တကယ်ရရှိပြီဆိုတဲ့အကြောင်းကိုတင်စိတ်ထဲမှာခံစားစိတ်ကူးရင်ပုံဖော်ကြည့်ရပါမယ်ဒီလိုနေ့စဉ်နေ့တိုင်းတင်လိုချင်တဲ့အရာတွေကိုစဉ်းစားတွေးတောပြီးတော့စိတ်ကူးရင်ပုံဖော်ကြည့်မယ်ဆိုရင်တော့အနေနဲ့အမြဲတင်လိုချင်တဲ့အရာတွေကိုတင်စီကိုရောက်လာမှသိကြပါတယ်မယုံမှုဆိုရင်တော့ဒီနေ့ကနေစပြီးတော့လိုက်လုပ်ကြည့်လိုက်ပါ life coach ပိုးရင်းနဲ့တွေ့ပါဒီနေ့ရဲ့ဘဝမှာပုံမကောင်းမွန်တဲ့အနာဂတ်တွေနဲ့ပုံမကောင်းမွန်တဲ့အရာတွေကိုပိုင်ဆိုင်ခြင်းလို့ဆိုရင်တော့ coaching session လေးရယူနိုင်ပါပြီဆက်သွယ်ဆုံးဖြတ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်